ဂျွန်လာအစလောက်ကတဲလမန်နေဂျာအနေနဲ့ရိုက်ခွေးတစ်ခုနဲ့ပကံကိုရောက်ခဲ့ပါတယ်။ကံအောင်မိုးရင်လာတာဆိုတော့အရန်ပျော်တယ်။ဖြိုးပါတော့တဲတဲ့ဟိုတယ်က Orient Palace ပေါ့နော်။နာမည်မျိုးစင်တာအိမ်ညတညလုံးကားစီလာတော့လူကဂလူဂလာနဲ့ဖြိုးပါတော့တဲလန်အုပ်စုကတော့ဆိုရဲလေးကြိုက်အောင်တဲကိုချက်ကင်ဝင်ပြီးသွားပါပြီရှင်။အခန်းထဲရောက်ပါပြီ။ထာဒါကားတညလုံးစီးလာတော့မျက်နှာတော်တော်လေးတော့စုပ်နေရည်ကျင်စရာလေးဒါပေမဲ့ဖြူပအတွက်ကတော့ပကံမှာ Orient Palace ကိုပထမဆုံးတာတဲတာဆိုတော့ဒီအခန်းက actually this is for connected ဒါပေမဲ့ I take it အဲ့တော့အခုဒီအခန်း room tour လေးတစ်ချက်လိုက်ပြကြည့်ပါမယ် Okay ဒါဝင်ချင်းတော့ here အခုလောလောဆယ်ဖြူပ luggage တွေအထုပ်တွေမချသေးဘူးပေါ့နော်ဒါကတော့မြေပုံမှာဒီရဲ့ဟိုတယ်ရဲ့မြေပုံကျမဘယ်မှာရှိလဲဆိုတာပြတာပေါ့နော်ဒါသူကလုံးဝဘာလဲပကံ view လား tweet so this is the bathroom they said ဒီဟာကိုရောက်တာဖြစ်ပါတယ် yeah so nice ဒီနေရာကတော့အလန်းစားလေးပေါ့နော်ဘာလို့လဲတော့ဟုတ်ဖုန်းလာတယ်တန်တန်တူတူကျမရဲ့စိတ်အဝင်စားဆုံးနေရာကတော့ရေချိုးကမ်းဖြစ်ပါတယ် I found that like ရေချိုးကအချိုးလားရေချိုးကအကျဲပဲ Hi ဒါတော့ shower ပါ and this is a full length mirror and this is the basin and wow ခဏ OTT ရိုက်လို့ရပြီဖြိုးပါတော့ဝတ်တုံးမလို့ဖြစ်နေတယ် Oh by the way I have new watch နိုင်အစ်ပါ I got new watch ဒါတော့ဖြိုးပါတင်တာဒါ dressing room area ပေါ့နော်ဒါဒီမှာ luggage တွေပါတယ်ဒါဖြိုးပါ hotel မှာလို့ဖြိုးပါ hotel မှာမှန်နေရမ်းမြရမ်းသဘောကျတယ်မှာဒါတော့ဒီက toilet ပေါ့နော်အဲ့တော့လူလက်တော်ဆုပ်ပြတ်တဲ့နေတညလုံးလည်းကားစီးလာဆိုတော့ဖြိုးပါတော့ခဏအိမ်မယ်2နာရီလောက်ပေါ့နော်2နာရီလောက်ခဏအိမ်မယ်အဲ့ဒါပြီးမှပဲ get ready လုပ်မှာဖြစ်ပါတယ်ဖွင့်လင်းဆုံးပြောရလို့ရှင်အဲ့တော့ဖြိုးပါကလေတော်တော်ပင်ပန်းလို့လားမသိဘူးအတန်လည်းမထွက်ဘူးအတန်ဝင်သလိုတောင်ဖြစ်တာနော် Oh my god ခရီးသွားတဲ့အခါမှာကားနဲ့တညလုံးစီးရတဲ့သူတွေကိုအခုမှပဲစာနာတော့တယ်ဒါပေမဲ့ဒီဟိုတယ်ကနေကထွက်ရင်တွေ့ရတဲ့ lake view လေးကိုသဘောကျလို့သွားကြည့်တာပါဘုရားရကျမလာပြောသွားတယ်မပြောဘပုံစံကြည့်ရတဲ့ညလုံးမိဘနဲ့ကလတ်သွားတဲ့လူနဲ့တူတယ်တဲ့အမှန်လည်းအဲ့လိုမျိုးဖြစ်နေရလေအဲ့တော့ခဏအိတ်လာအောင်မန်နေဂျာမကြီးလုံးဝပြပြဝဝမနာရပဲနဲ့ရိုက်ကူးစလို့သွားဖို့ plan ပါတယ်အင်ကြီးလည်းမလဲနိုင်ပါဘူးမျက်နှာလည်းမတက်နိုင်ပါဘူးဒီလိုအဖွားရုံနဲ့ပဲထွက်တာဖြစ်ပါတယ်ရှင်ဘယ်သွားမလို့လဲအထုတ်သွားယူနေကားသမားလာလို့လေဘုံသွားယူမလို့လေဟေးဟုတ်တယ်အဲ့လိုနဲ့လမ်းမနဲ့နော်ဘာဆရာသမားကတော့ကျမကိုတန်းပြီးတော့ဟောက်တာပေါ့နော်တကယ်တမ်းဒီ project က secret project လေးဖြစ်နေတော့ပြလို့တော့တကြီးမမရအောင်ဆိုတော့ပြပါရဲ့ညက်ခွက်ကိုပဲကြည့်ပေးပါ Me so good at vlogging I don't even press record and vlogging the whole thing အခုမှ record ဖြစ်တာမတတဝင်လို့ဒီပါ အော်စားနေဒီမှာပကံရောက်တာတော့လှတပတ်တမနေနိုင်တဲ့2ယောက်ဖြစ်ပါတယ်မျက်နှာတော့မသိနိုင်ပါဘူးရှင်ပကံမားလေတကယ်တမ်းပြောရလို့ရှင်စိမ့်ဆိုနေတဲ့ scenery နဲ့မိုးတွေတဲလာလို့ရှင်အရန်လာတာပဲဒီကအဲ့တော့တခါတည်းကျမကကလေးတွေစော့တဲ့နေရာမှာသွားပြီးတော့တစ်ဖြက်လေး short စီးလိုက်ပါတယ် Orient Palace မှာနာမည်အကြီးဆုံး view ပေါ့နော်သူက hotel တွေကနေပြီးတော့ယူကူကနေပြီးတော့ပကံအောင်လမ်းမြင်ရတယ်အဲ့တော့အမ vlog ရိုက်မယ်ဆိုပြီးတော့ကျမဟာစာအုပ်ဖတ်ချင်အောင်ဟန်ဆောင်နေတဲ့အချိန်မှာပဲလေပြင်းပြီးတော့မိုးရွာလာပါပြီရှင်
ဖြိုးပအခန်းထဲပြန်ရောက်တော့ meeting လေးတစ်ခုရှိတာနဲ့ online meeting လေး join လိုက်တယ်ဖြိုးပကဘယ်နေရာရောက်အလုပ်လုပ်ရတာသဘောကျတယ်ပြောတယ်စူးစမ်းရတာပေါ့နော် just order a coffee her daddy gang, I have been wanting ညနေရိုက်ကူးတစ်ဖြတ်ကိုလိုက်ရမှာဆိုတော့အမြန်လေးရေချိုးမှုချိုးပြီးလူလိုကြည့်ကောင်းသွားအောင်လို့တော့အလှပြင်တာပဲ and something I don't want to get misconstrued when I'm saying like Alice Cooper she's talking ဆိုတော့ဖြိုးပအမြန်ပေါ့နော် hair dryer မဟုတ်မြန် makeup လိမ်ပြီးသွားတော့အခုသူတို့ကတကယ်တော့ shooting စနေပြီဆိုတော့ I'm gonna go manager နောက်ကျနေပြီကွာသိရမလား This is my OOTD this is so cute ကလုတ်လေးကိုတခြားပြချင်တာနဲ့အခန်းထဲမှာရှိသမျှမှန်နေမှာလိုက်ပြီးတော့ mirror selfie လိုက်ရိုက်နေတာပေါ့နော်ဘယ်နေရာနေမြင်ရတဲ့ view လေးအရန်တော့မိုက်တယ်နော်ဆိုတော့ဒါကဒီရေချိုးကန်ထဲမှာပဲအလင်းရောင်ကောင်းလို့ This is my makeup ရမ်းဖန်ရန်ခါ shooting လိုက်ဆောင်ရတာလည်းကောင်းပါတယ်ဘယ်သူမှမတောက်တဲ့ code သေးတွေကျွန်မတောက်ပြီးတော့အဲ့ပဲရောက်လေအားအခုမှတွေ့ရင်သွားတိုက်ပြီးတော့မှဟိုတယ်ကစားပို့လိုက်တယ်ဖြူဖတ်တန်ရှင်းလုပ်ပြီးသွားတဲ့အခါမှာ skin care routines လေးလည်းတစ်ဖြတ်လုပ်တယ်ပေါ့နော်အဲ့ဒီ very cute က booster pro လေးကိုနေရာတကာတည်သွားပြတယ်အသားရလှချင်တာဟုတ်ဒါကလောလောဆယ်ဖြူဖတ်တောက်နေတဲ့ DHC collagen jelly ဒီဟာလေးပဲတည်လာတာသူ့ကိုဖြူဖတ်က pills နဲ့လည်းတောက်တယ်ဟိုဒီမီးကတော်တော်ဝါတာပဲလူကိုတော်တော်ဝါစီသူ့ကိုဖြူဖတ်ကအလုံးနဲ့လည်းတောက်တယ်ဆေးလုံးလေးနဲ့လည်းတောက်တယ်ဒါကတော့သူတို့ရဲ့ jelly လေးပါအထုပ်တွေအများအားဖြော်တောက်ရတာအရင်လှုပ်ရှုပ်တော့ဒီဂျပန်ဒီဟာလေးနေလို့တဲ့ talent လေးအရက်ယူကြီးအစီအပြေစွာပြီးဆုံးပါပြီဖြူပါတော့တကယ်တော့ဒီနေ့ vlog လေးတွေပါလေးဟိုတယ်ကန်လေးဟိုတယ်ထဲမှာကိုပါကိုများအချိန်ရှိလို့ရှင် vlog လေးပါလေးရိုက်မယ်လို့စဉ်းစားတာတခုမှမရိုက်နိုင်ပါဘူးနောက်တစ်ရက်ကိုရောက်ရှိလို့လာပါပြီမနက်စောကြီးရိုက်ကူးသွားမှာမို့လို့အဲ့လိုပဲဖြစ်နေပါတယ်အမြန်ဆန်တော့မျက်နှာတစ်ပြီးတော့ breakfast သွားပြေးစားရတာပေါ့နော်အတိုင်းနဲ့တန်ရိုက်ကူးသွားမှာပြော make up တော့မလိမ့်နိုင် also I figure out ဖြိုးကမျက်လုံးတွေမကြမ်းမျက်တွင်းတွေခြိုက်နေကြကြောက်စရာကြီးကြဆိုတော့ဘုံလုံးနဲ့ဒီနေ့စိတ်ဖြစ်အောင်လို့ဖြိုးပါဗမာအင်ကြီးပဲဝင်မယ်လို့စဉ်းစားပါတယ်ဒီ non culture အင်ကြီးလေးပေါ့နော်ခဏလေးကျမတို့မလာတာနိုင်တော့ပါမြက်ကွင်းနေကြနေပြီဒါကတော့ကျမကားပေါ်မှာ make up ပြင်ပြီးသွားတဲ့ look ပါမဆိုးပါဖြူပါလေဟိုးရင်လည်းပကံမြေကိုရမ်းကြိုက်တာရှုခင်းရယ်တမ်ပယ်ရီရယ်ပြီးတဲ့ခါကျတော့ပူတယ်ဆိုပေမဲ့တကယ်တမ်းမပူဘူးတိလားအရမ်းตายရတာပဲ Red velvet Monk. Karibaဘိုးကောင်ဟုတ်တယ်သူ့သားရအောင် မိုးရွာပြီးရင်ထွက်လာတယ်တဲ့မဲဒီမှာတော့ပကံလန်းပေါ်ကမြန်မာအမျိုးသမီးဒီဇိုင်းနဲ့လမ်းလေးကိုပဲလေးများပြီးတော့ဖျားဘူးသွားတယ်လို့ပါလို့နဲ့လမ်းလျှောက်နေရပါတော့သူနေရပြီဝမ်းပြပြောင်းပြီပါလာဝမ်းပြတက်တာလုံးပြပါဦးမကဲစပေါ်လိုက်ပြီနော်โอเคဆူတောင်းပြအာနန္ဒာဘုရားကိုရောက်ပါပြီဒီခေါက်ခီးသွားပြီးရိုက်ကွေးလောက်ရတာအပင်မန်းဆုံးပဲဒီတစ်ခေါက်တော်တော်ပင်မန်းတာမျက်လုံးတွေတော့ညီနေသလိုပဲ
အလုပ်တွေပြီးလို့တက်ပြန်ရောက်ပြီโอเคဟိုဘက်နာသွားကြည့်မလို့အခုမှကြည့်ရတော့မယ်အခုမှလှုပ်ပြီးတော့ 不起来了。 အနေမOh my god ပြင် Oh my god！ စမ်းစကြည့်ပြ Oh my 我妈，没理。 ဖြိုးပနဲ့စင်စင်နဲ့ကတော့နောက်နေ့ပြန်ရတော့မှာဆိုတော့ဆန်းဆက်လေးလည်းကြည့်ရင်ဟိုတယ်နာကြာကမှာအေးဆေးလေးထိုင်ပြီးချေးခဲ့ပါတယ်ည8ခွဲ9နာရီလောက်ရောက်ရောဖြိုးပါတကူလုံးညောင်းညာလို့အဲ့ဒီမှာရှိတဲ့ body massage တောင်သွားလုပ်ခဲ့သေးတယ်။နောက်နေ့တော့ကျမတို့ check out ထွက်ပါပြီ။အားလုံးပဲ vlog လေးကိုကြည့်ပြီးလို့ကျေးဇူးပါ